အလုံးမှာပျော်ရွှင်တိုးတက်ဖို့အကြောင်းတိုးတက်မှုအကြောင်းဒါလေးဘုံဟောနေကြတရားရနေ framework ထဲနေကရုဏာမုဒိတာရှုထောင့်နေပြီးတော့ပုံပုံဒီနေ့concept အနေနဲ့လေဟောတော်ရှိပါတယ်နောက်ပြီးရင်တကယ်တရားထိုင်ပြီးတော့ practice အဲ့ဒီ practice ကနေပြီးတော့ skill တခု develop ရနိုင်မယ်လို့ဒီနေ့မျှော်လင့်ထားတယ်အဓိကပြောချင်တဲ့ main point ကတော့ the law of interdependence the law of interdependence ဒါနိယာမတစ်မျိုးသဘာဝတစ်မျိုး the law of interdependence ကအချင်းချင်းမိခိုးကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုရင်ဒါရုပ်နဲ့စိတ်နဲ့ mind body mind matter ဒီနှစ်ခုကသူအချင်းချင်းမိခိုးရတယ်သူတို့မိခိုးတဲ့နေရာမှာ balance မဖြစ်ဘူးဆိုရင်ဒါပြဿနာရှိအောင်စိတ်ထဲမှာလည်းပဲသူက faculty တွေအများကြီးရှိသေးတယ်အတွေးကတစ်ခု emotion ကတစ်ခု now habit ဆိုတာတစ်ခု habit ကတော့ subconscious mind ထဲမှာနေတယ် subconscious mind ထဲမှာအဲ့ဒီမှာ memory ဆိုတာရှိသေးတယ် memory ဒီဟာတွေတစ်ခုစီဖြစ်နေတာမဟုတ်တစ်ခုနဲ့တစ်ခု interconnected ဖြစ်နေမိခိုးနေတာပေါ့ခွေးပေါက်စားလေးတစ်ကောင်ဒလာသာ6ပတ်သာခွေးပေါက်စားလေးတစ်ကောင်ကိုဒလာသာဒါမို့6ပတ်သာရှင်သေးလေးတစ်ကောင်နဲ့အတူတူထားပြီးတော့သူတို့ကိုနှုတ်တိုက်မယ်အတူတူကြီးလာမယ်ဆိုရင်ဒီနှကောင်ကတစ်ကောင်ကိုတစ်ကောင် threat လို့မမြင်ဘူး under လို့မမြင်ဘူးအဲ့ဒါမကောက်ဘူးသူကချင်းတဲ့ရဲ့နန်းနှစ်သားသုံးနှစ်သားအရွယ်လောက်မှာသူတို့စပြီးတော့တီးလာတဲ့ prey and predator ဆိုတာနော်မုတ်ဆိုးနဲ့ဒီ prey ကပါခေါ်တာကောင်မုတ်ဆိုးနဲ့သားကောင်ဆိုတဲ့ concept တို့မှာသူတို့နှကောင်ကြားမှာမရှိသေးခင်မှာသူတို့ကိုဘာလို့လဲဆိုအတူထားလိုက်တော့ကြီးလာတဲ့ခါကျတော့အဲ့ဒီချင်းသေးကတခြားခွေးတွေကို pray လို့မြင်ချင်မြင်မယ်သားကောင်လို့မြင်ချင်မယ်သူတငယ်ချင်းတော့သူအဲ့လိုမမြင်ဘူးဒါဆိုလိုတာကအဲ့လိုထားတဲ့ perception အဲ့ဒီ perception ကြောင့်နောက်မှာဖြစ်ပေါ်လာတဲ့ behavior ဘယ်လိုဆက်ဆက်မှုရှိတော့ behavior ကသူတို့အငယ်လေးနှကောင်ကတငယ်ချင်းတို့သူကစမြင်လာတာဟုတ်ကစားဘယ်လိုစမြင်လာတာအဲ့လိုမြင်နေတဲ့ခါကျတော့တယောက်နဲ့တယောက်ပေါ်တယောက်ကြီးတဲ့အကြည့်ကလည်းပဲဆိုတော့မိတ်ဆွေအကြည့်ပဲကြည့်တာတငယ်ချင်းအကြည့်ပဲကြည့်တာတယောက်ကိုတယောက် harm လုပ်ဖို့အတွက်အန္တရာယ်ပြုတယ်မမျိုး perception နော်ပြီးတော့ emotion အဲ့ emotion နောက်မှာဖြစ်ပေါ်လာတဲ့ behavior ကအတူတူကစားတယ်တကောင်ကိုတကောင်ဘာမလုပ်တော့တကောင်ကိုတကောင်အန္တရာယ်မပြုကြီးမှတွေ့တယ်ဆိုရင်တော့အချင်းချင်းမသိတဲ့ခါကျတော့ဘာလုပ်တော့စပြီးတော့မြင်တဲ့ perception အဲ့ perception ကိုကသူအန္တရာယ်လို့မြင်တယ်သူကမသိတာဟုတ်အန္တရာယ်လို့မြင်တဲ့နောက်မှာဖြစ်ပေါ်လာစိတ်ကဘာတော့ဖြစ်ပေါ်လာ emotion ဘာတော့ fear insecurity emotion perception ပြင် emotion အဲ့ဒီလိုမြင်တဲ့အန္တရာယ်လို့မြင်တဲ့အမြင်ရဲ့အဲ့ဒီနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ emotion ကြောက်စိတ်နဲ့ insecure feeling အဲ့ emotion အဲ့နောက်မှာပါလာတော့တယောက်ကိုတယောက်
ဖြည့်ဆည်းဖို့အတွက်အဲ့ဒီ behavior တွေပါဘုံအခုပြောနေတာကခန္ဓာ၅ပါးအကြောင်းပြောနေတယ်တစ်ကောင်နဲ့တစ်ကောင်မြင်တာအဲ့ဒါရုပ်ခန္ဓာလို့ခေါ်တယ်ရူပခန္ဓာအဲ့ဒီနှစ်ကောင်ကငယ်ကလေးအစမြင်တဲ့ခါကျတော့တယောက်နဲ့တယောက်သူတို့ရဲ့ perception ကတငယ်ချင်းတို့မြင်တာဒါတင်ညာလို့ခေါ်တယ်တင်ညာအဲ့တင်ညာနောက်မှာဖြစ်ပေါ်လာတဲ့သူတို့ရဲ့ emotion တွေဒါကတငယ်ချင်းကြီးမှတွေ့တဲ့သမင်နဲ့ခွေးနဲ့ကြတော့ဒါကရန်သူအဲ့လိုမြင်တဲ့a perception တင်ညာအဲ့ဒီမြင်တဲ့အတွက်ကြောင့်တငယ်ချင်းလို့မြင်လို့ဖြစ်ပေါ်လာတဲ့ကျင်နာတဲ့စိတ်လုံခြုံတဲ့စိတ်နောက်ဟိုကရန်သူလို့မြင်တဲ့အတွက်ဖြစ်ပေါ်လာတဲ့ကြောက်တဲ့စိတ်နဲ့အနိုင်ယူခြင်းတဲ့စိတ်အနိုင်မယူနိုင်မှုဆိုရင်ထွက်ပြေးတဲ့စိတ် fight and flight အဲ့ဒါဒီအားလုံးသူကအဲ့ဒါကြတော့သင်္ခါရခန္ဓာသင်္ခါရခန္ဓာအဲ့ဒီမှာ comfortable feeling uncomfortable feeling ဒီခါရပါတယ်ဝေဒနာဆိုတော့ဘုံမပြောချင်တာကဒီဗုဒ္ဓဘာသာရဲ့အတွေ့ခေါ်တယ်မှာခန္ဓာ၅ပါးလို့ပြန်သူ့ကိုတစ်ခုစီခွဲစိတ်ပြီးတော့နားလည်ဖို့ကြိုးစားရင်ခက်လိမ့်မယ်သူကအချင်းချင်း interdependent ဖြစ်ပြီးတော့အလုပ်လုပ်တာလို့ပြောချင်တယ် organization တစ်ခုအနေနဲ့ရောဘာမှပြောစရာမလိုအကုန်လုံးက interdependent ဖြစ်ပြီးတော့ exist ဖြစ်တာတည်ရှိတာအဲ့လိုတည်ရှိတာဒါကြောင့်အဲ့ဒီတိုင်းမှာဘုံမလို့တန်ခါပေါင်းမှာဆိုရင်အများရဲ့လိုအပ်ချက်နဲ့တူဦးချင်းရဲ့လွတ်လပ် individual autonomy individual freedom နောက်ပြီးတော့အများရဲ့လိုအပ်မှုအဲ့ဒါ community harmony အဲ့ဒီနှစ်ခု balance လိုက်ရှာရ balance ရှာ it takes a bit of time နည်းနည်းလေးဒီလိုလဲလိုက်ပြန်ထားလိုက်လဲကြလိုက်ပြန်ထားလဲကြပြန်ထားလိုက်အဲ့ဒီလိုမျိုးနဲ့balance ကိုရှာတွေ့သွားတာပြမစိုးတရားထဲမှာဆိုရင် balance တွေ့ပြီဆိုရင်အဲ့ဒါဥပိ္ပခါလို့ပြောတာမြန်မာကပြောတဲ့လိလူရှုပါ give up လုပ်ပါ ignore လုပ်လိုက်ပါလိလူရှုအဲ့ဒီဟာကဥပိ္ပခါမဟုတ်ဥပိ္ပခါဆိုတာကဒီ pleasant unpleasant feeling တွေခုကြားထဲမှာပျော်ရွှင်နေဆိုတဲ့ emotion နဲ့နောက်ပြီးတော့ကရုဏာဖြစ်တဲ့ဆိုတဲ့ emotion ကရုဏာမှုတွေလည်းခုကြားထဲမှာ balance ဖြစ်တယ်အဲ့ဒါဥပိ္ပခါအဲ့ဒါကြောင့်ဗုဒ္ဓတရားတော်ထဲမှာတခုဒီ quality တူကိုပြောမယ်ဆိုရင်သူကအုပ်စုနဲ့လာကြားဘူးတယ်မလားဒါသေစာက၄ပါးမက္ခင်က၈ပါးဘူက၅ပါးဘုဇင်က9ပါးဆိုတာက quality တွေစုပေါင်းပြီးတော့အလုပ်လုပ်တယ် interconnected ဖြစ်တယ် interconnected ဖြစ်တဲ့ဆိုစကားလုံးကိုနောက်တော့ပြောရင် integral ဖြစ်တယ်ခေါ် integrated we have to integrate different qualities into ourselves now job satisfaction ပဲအကြောင်းပဲပြော progress အကြောင်းပဲပြောအဲ့ဒါလေးဘုမတို့ကဗုဒ္ဓတရားတော်နဲ့ဆိုအဲ့ဒီ approach နဲ့သွားတယ်အဲ့ဒါကြောင့်ဗုဒ္ဓတရားတော်ထဲမှာတခြားဘာသာနဲ့ကွာခြားတာတခြားဘာသာကဟိုမှာ Abrahamic religion ဆိုဘုန်းရဲ့တငယ်ချင်းမိတ်ဆွေတွေဘုန်းက interfaith forum ထဲမှာပြည်တွင်းမှာလည်းလုပ်တယ်ပြည်ပမှာလည်းလုပ်တယ်ပြည်တွင်းမှာပြည်ပမှာဆိုရင်အင်္ဂလန်နိုင်ငံမှာ interfaith forum 1996ခရက်စလုပ်တယ်အင်္ဂလန်မှာမြန်မာပြည်မှာဆိုရင်လည်းနှစ်လောက်ရှိပြီနေပြီးတော့မှလုပ်တယ်ငြိမ်းချမ်းမြတ်တာအဖွဲ့ဆိုတာပင်လုံ20ထက်အစုကိုအထောက်အကူဖြစ်ဖို့အတွက်ဘာသာပေါင်းစုံဆွေးနွေးတယ်ဘုံမိုးရဲ့ Abrahamic religion ဒီတငယ်ချင်းတွေ
Jew ပြောမလား Christian ပြောမလား Islam ပြောမလားသူက single cause အကြောင်းတစ်ခုတည်းပဲ single cause အဲ့ဒီဟာကို Jew ထဲမှာတော့ Jehovah လို့ခေါ်မယ်နော် God လို့ခေါ်မယ်Christian ထဲမှာ God လို့ခေါ်တယ်နောက်ပြီးတော့ Islam ထဲမှာ Allah လို့ခေါ်တယ်အဲ့ဒါ single cause ပဲအစအရာကောင်းတာဆိုတော့အဲ့ဒီကနေလာဘုရားတရားတော်ကြတော့မဟုတ်ဘူးပရိစ္ဆေသမုပ္ပါဒ်မှာဘယ်နှခုအကြောင်းအကျိုးက12ခုအဲ့12ခုအဲ့12ခုထားလို့ဆိုမဟုတ်ဘူးချဲ့မယ်ဆိုရင်ရတယ်ချုပ်မယ်ဆိုရင်ရတယ်ဘုံရဲ့ message ကဘာလို့ဆိုတော့ interdependence ဖြစ်တယ်ကိုယ့်ရဲ့ job satisfaction ရချင်တယ်ကိုယ်အလုံးမပြောရွှင်နေတယ်ကိုယ်ဘေးကလူကစိတ်ညစ်နေတယ်ဆိုရင် you are not going to get it ကိုယ်ဘေးကလူကကိုကအလုံးလုံးတာပြောရွှင်တယ်တိုးတက်တယ်လို့ကိုယ့်ကိုယူဆတယ်ကိုယ့်ရဲ့ customer ကhappy မဖြစ်ဘူး satisfy မဖြစ်ဘူးဆိုကိုယ် satisfaction မရနိုင်ဆရာဝန်ကပဲအောင်မြင်ခြင်းနဲ့လူနာကမအောင်မြင်ခြင်းလို့ဆိုရင်ဒီဆရာဝန်မအောင်မြင်နိုင်ပါဘူးဆရာဝန်ကပဲအောင်မြင်ခြင်းနဲ့ nurse တွေသူနာပြုတွေဘယ်လိုလုပ်လို့ရလဲဆိုတော့သူကဂိမ်းမဆိုင်သူလူတွေနဲ့မဆက်ဆံဘူးဆိုတော့ဒီဆရာဝန်ကလည်းသူအနေနဲ့ရေရှည်မအောင်မြင်နိုင်အစိုးရတရားအောင်မြင်တယ်ဆိုတော့သူကဘာပြောတာတော့သူ serve လုပ်တဲ့ပြည်သူလှုပ်ကြွေးပြုတဲ့ပြည်သူကအောင်မြင်တာကိုပြောတာအဲ့ဒါကိုအစိုးရအောင်မြင်တယ်လို့အဲ့ဒါဝန်ကြီးဖြစ်ရုံနဲ့cabinet ထဲပါရုံနဲ့ဒါကဘဝရဲ့ achievement မဟုတ်ဘူးဘဝ achievement ဆိုတာကအဲ့ဒီယာထုကိုအကြောင်းပြုပြီးတော့ပြည်သူကိုအများပြည်သူကဘလောက်ထိအများပြည်သူပြဿနာဘလောက်ထိဖြေရှင်းပြီးသွားပြီဆိုရင်အဲ့ဒီဟာကိုပြောတယ်ဒီတိုင်းမှာပဲဒီနေ့ဘုံဟောတဲ့ဒီခေါင်းစည်းပေါ့နော် job satisfaction and progress according to Buddhist approach တရားကိုညနေ9 နာရီထိုးသွားတဲ့အခါမှာဘုံတင်ပြတဲ့ဟာကအကျိုးရှိလားမရှိဘူးလားဆိုတာကပိဋကကအကျိုးရှိမှသူအကျိုးရှိတယ်ပိဋကအကျိုးရှိမှအခုပြောတဲ့ဟာအားလုံးကိုပြန်ပြီးတော့စကားလုံးတစ်လုံးထက်နဲ့အချင်းချုပ်လိုက်ရင် the law of interdependence ရှိတယ်အပြန်အလှန်မိခိုးတဲ့နေရာမှာကနေရာတိုင်းမှာအုပ်စိုးပါတယ်အဲ့ဒီအပြန်လှန်မိခိုးတဲ့နေရာမှာကိုအတိမပြုပြီးတော့အဲ့ဒီနေရာမှာအတိုင်းကို operate လုပ်နိုင်အလုံးမှာပျော်ရွှင်မှုလည်းရတယ်အလုံးကလည်းပဲတိုးတက်တယ်ဒီခေါင်းစည်းဒီအတွေးမြင်တဲ့ဒီနေ့ဘုံဘုံကမုဒိတာ practice လုပ်ပြီမုဒိတာ practice လုပ်တဲ့အခါမှာကိုယ်နဲ့တခြားလူတွေဘယ်လောက်ဆက်နေတော့ကိုယ်အောင်မြင်မှုကတခြားလူတွေအောင်မြင်မှုနဲ့ဘယ်လောက်ထိဆက်နေတော့အဲ့ဒါကို practice လုပ်မယ်ဒါက introduction အဲ့ဒီကိုမသွားခင်မှာနှစ်တိုင်းဘုံဘုံဒီမှာတရားဟောရခါမှာပြောပြတယ် mindfulness နော်တတိပဋ္ဌာန်အခြေခံအဲ့ဒီဟာကတော့ရှိရတယ်အဲ့ဒီဟာမရှိဘူးဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာဘာ emotion ဖြတ်တန်းသွားနေတယ်ကိုမသိဘူးကိုယ့်ရဲ့ခံစားမှုကသစိမ်းလိုဖြစ်နေတယ်ဆိုရင်ဘယ်လိုလုပ်ပြီးတော့ job satisfaction ရနိုင်မှာ if your feeling if your emotion looks a stranger to you how can you expect to have job satisfaction ဆိုတော့ဘယ်ဘုံပြောတဲ့ဥပမာလေး6 ပတ်သားခွေးပေါက်စားလေးနဲ့6 ပတ်သားဟိုနဲ့
6ပတ်အရွယ်ရှိတဲ့ချင်းသေးလေးဂျားလေးသူတို့က instinct နဲ့လုပ်တာ instinct နော် instinct နဲ့လုပ်တာဒါပေမဲ့အတူတူထားတဲ့ခါကျတော့ stranger တွေမဟုတ်တော့ဘူးသူစိမ့်နေမဟုတ်တော့သူစိမ့်မဟုတ်လို့သူတို့နှစ်ယောက်ကသူတို့နှစ်ကောင်ကအတူတူနေပြီးတော့ they feel a sense of security တကယ်ချင်းရှိတယ်ဆိုပြီးတော့စိတ်ထဲမှာခံစားရတယ်အားကိုးစရာရှိတော့စိတ်ထဲမှာခံစားရတယ်လူမျက်စိအနေနဲ့ကြည့်ရင်တို့ကလုံးဝမတူ they don't belong they don't belong to each other တို့မတူပေမဲ့သူတို့ရဲ့ emotion ကိုပြောင်းထားတယ်လေဆိုတော့ဘိုင်းမှာအမြင်ကိုပြောင်းထားတယ်ဒါဖြင့်ဒီနေရာဘာပြောတာတော့ဆိုတော့scientist စကားနဲ့ပြောတယ် brain default လို့ပြောတာအဲ့ဒီခွေးလေးနဲ့အဲ့ဒီချင်းသေးလေးသူတို့အော်နောက် brain default ကိုပြောင်းထားတယ်အချင်းချင်းတွေ့တဲ့အခါမှာကြောက်စိတ်မဖြစ်ဘူးအော်နောက်ထဲမှာရှိတဲ့ fear center ကနေ active မဖြစ်တော့active ဖြစ်တော့အဲ့ဒါကြောင့်လုပ်ငန်းခွင်မှာလုပ်ဖို့ကံပဲချင်းရင်ကြည့်တဲ့အခါမှာစိတ်ထဲမှာ threat ဖြစ်နေတယ် threat ဖြစ်နေပေါ့နော်တူကိုတူကြည့်ပြီးတော့စိတ်ထဲမှာမလို့မချုံဖြစ်နေဒီ emotion တွေကိုကင်တွယ်ရမယ်ဒီ emotion ဖြစ်နေတယ်ဆိုတာသိရဥမာလူတယောက်အလုပ်တဲ့နော်နေ start တဲ့တယောက်ဝင်လာတယ်သူကလည်း nervous ဖြစ်တာပေါ့နေရာတဲ့သူဝင်လာတဲ့ကြောင့်မရှိတဲ့လူတွေချိတ်လူတွေဒါဘယ်သူတော့ဘာများလှုပ်တတ်တော့ငါတို့တဲ့အများကြီးတာသလားငါတို့တော့ရှိသလားဒါမှမဟုတ်လက်သက်လားအဲ့ဒါမျိုးစူးစမ်းရအဲ့ဒီအချိန်မှာနှစ်ဖက်စလုံးကသူကnervous ဖြစ်တာပေါ့ nervous ဖြစ်တယ်အဲ့ဒါ organization ထဲမှာခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ် team ဆိုရင်လည်း team နော် team ဆိုရင်လည်း team unit ဆိုရင်လည်း unit ဒီ branch ကိုဆိုရင် branch office room အဲ့ဒီဟာကိုခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီ emotion ကိုသိရင်သူအလွယ်တကူပြဿနာဖြေရှင်းပေးတယ်အတူတူလက်ဖက်တောက်မလားနေ့လည်စားလူအစ်တယောက်ရောက်လာလို့နေ့လည်စားအတူတူစားမလားဒါမှမဟုတ်ဒီနေ့ခင်လက်ဖက်တောက်တဲ့ခါမှာအတူတူတောက်မလားဒါ integrating process integrate အဲ့လိုလုပ်တဲ့ခါမှာဒါ emotion ကိုသိလို့ဒီခေါင်းဆောင်အဲ့လိုလုပ်နေတာတနည်းပြမဆိုသူ EQ မြင့်လို့သူလုပ်တယ်ဟိုနဲ့စောက်တဲ့စကလုံးသွင်းတယ် EQ မြင့်လို့အဲ့ဒါလေးကိုသိတယ်မဟုတ်ရင်တော့ဒီအတိတ်ဖြစ်အဟောင်းဖြစ်တဲ့ကိုယ့်လို့ကိုလောက်မှာဆိုပြီးတော့သူဒီတိုင်းထားလိုက်ရင်ဘာမှမဟုတ်တဲ့ဟာလေးနဲ့လူတွေကပထမဆုံးနည်းနည်းလေးအကြောင်းမရှိဘဲ uncomfortable ဖြစ်တယ်နေရာအတိတ်မလို့လူဟောင်းတယ်ပဲလူအသက်ဝင်လာမလို့အဲ့ဒါမျိုးဒါတော့နမူနာပြောပြ emotion ကိုသိဖို့တော့ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်းပြောပြအဲ့ဒီ emotion brain ကိုသူက shape လုပ်တယ်နော် shape up လုပ်တယ် brain ကိုပုံစံပြောင်းစီတယ်နေ့စဉ်ဒီနေ့ကိုနည်းနည်းရလာတယ် uncomfortable feeling ဆိုတာစိတ်ထဲမှာမအီမသာခံစားမှုလေးတွေအဲ့ဒီဟာတွေအများကြီးစုထားရင်အော်နောက်ကိုလည်းပဲသူက negativity bias ဆို negative ဖြစ်တဲ့အရာတွေကိုပဲပို့ပြီးတော့အာယုံဆိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်
ဒီရှိလာ ကိုယ့်ရဲ့ brain default က negativity bias ကိုယ့်ရဲ့ brain default က negativity bias ဖြစ်နေတယ်ဆိုရင် job satisfaction ဘလောက်ပဲကြိုးစားမရနိုင်ဘူးနော် negativity bias ဆိုတာကချို group company ကနေစဉ်အဆုံးဖြတ်မဲ့ဟာတွေလောမဲ့ဟာတွေ deadline တွေdepartment လောရမယ်လို့တွေအဲ့ဒါတို့က stressful ဖြစ်တယ်အဲ့ဒါကတစ်ဖက်ဒါပေမဲ့တစ်ဖက်ကအစားနေပြီးတော့ company စတည်ထောင်လာတဲ့အချိန်ဆိုအခုနေချင်းသူက progress တွေအများကြီးပဲနောက်ကြီးထွားလာလဲအများကြီးပဲအဲ့လိုဖြစ်တဲ့အခါမှာနှစ်ဖက်တစ်ဖက်က stressful ဖြစ်တယ်တစ်ဖက်က progress တွေ satisfactory ဖြစ်တယ်ကောင်းတယ်မှာဘယ်ဟာပို့ပြီးတော့တွေးမိတော့ပို့တွေးမိတဲ့ဟာအဲ့ဒါ bias ပဲကိုယ့်ရဲ့ bias မြန်မာလိုဘာသာပြန်တာကတော့မျက်နှာလိုက်တယ်ခေါ်တာပေါ့ဒီဟာကအုံနောက်ကမျက်နှာလိုက်အုံနောက်မျက်နှာလိုက်နေအုံနောက်က negative ဖြစ်တဲ့ဟာကိုပို့ပြီးတော့ကြိုက်တယ်လား positive ဖြစ်တဲ့ဟာပို့ကြိုက်လား तू ပို့တွေးတယ်အဲ့ဒါ तू ပို့ကြိုက်တာတခါကိုယ့်ရဲ့အုံနောက်က negative ဖြစ်တဲ့ဟာတွေကိုပို့ကြိုက်မှကိုသတိတော့မထားမိဘူးအဲ့ဒါကြောင့် mindfulness လုပ်ဖို့လိုတယ်ဆိုတာအဲ့ဒါပြောတာ negativity bias ဆိုတာအစိုးတစ်ခုရှိတယ်အကောင်းက9ခုရှိတယ်အလဲလက်ဆိုအလဲလက်အကောင်းဆုံးမဆိုနိုင်တဲ့မဆိုနိုင်တဲ့အတွေ့အကြုံက4ခုရှိတယ်1 to 9ဒါမှမဟုတ်1 to 5ဒါမှမဟုတ်1 to 4 scale နဲ့ပါဒါပေမဲ့အဲ့ဒီ1 negativity ကသူရအားကောင်းတယ်အရာကောင်းတယ်မှဆွဲနေကိုယ့်ရဲ့လှုပ်ဖို့ခံဖက်တဲ့ထဲမှာလူတယောက်ကိုလှုပ်စဝင်ကြရစားပြီးတော့ကိုယ်10ကြိမ်လောက်ချီးမွမ်းဖူးတယ်ဆိုပါတော့ချီးမွမ်းဖူးတယ်အဝတ်စားလည်းချီးမွမ်းဖူးတယ်အလုပ်တာချီးမွမ်းဖူးတယ်အဲ့ဒီလူကပဲကိုယ့်ကိုတစ်ကြိမ်လောက်ဝေဖန်လိုက်ရင်အဲ့ဒီဝေဖန်တဲ့ပဲကောင်းတယ်မှဆွဲနေအဲ့ဒီ10ကြိမ်သူချီးမွမ်းတာတဲ့ဟာတဲ့ထဲရည်သူမမှတ်မိတော့အဲ့ဒီလိုဖြစ်ရင်ကိုယ်မှာ negativity bias ဆိုတဲ့ပြဿနာရှိနေပြီဒီနည်းနည်းခက်ကြမ်းကြမ်းပြောရင်တော့ဒီယောဂရှိနေ negativity ယောဂဒါဖြင့်ဘုံဘုံတို့ရဲ့ဒီမြန်မာလိုရေးထားတဲ့ Facebook တွေမြန်မာလိုထုတ်ထားတဲ့သတင်းစာတွေနိုင်ငံရေးဝေဖန်မှုတွေအဲ့ဒါတွေပြန်ကြည့်သုံးသပ်ချက်တွေနောက်ပြီးတော့သမိုင်းတွေအဲ့ဒါပြန်ကြည့်အဲ့လိုပြန်ကြည့်တဲ့အခါမှာကိုယ့်အကိုပြန်ပြီးတော့ you beat yourself up ကိုယ့်အကိုပြန်ပြီးတော့ထုထောင်းတယ်အတန်တွေပဲကြားသလားအဲ့လို voice တွေပဲကြားသလား
နိုင်ငံတနိုင်ငံကိုရောက်သွားတယ်သူကောင်းတာလေးတွေ့တယ်ကောင်းတာလေးတွေ့တယ်ဒီမှာမတွေ့ဘူးအဲ့ဒီအချိန်မှာဟိုနိုင်ငံကိုချင်းမွန်းတယ်လို့ပေါ့လို့ ਨੇ ကိုယ်နိုင်ငံကိုပြန်ပြီးတော့ရှုတ်ချတဲ့ emotion အထင်သေးတဲ့ emotion များရှိသလားအဲ့ဒါရှိတယ်ဆိုရင်ကိုက negativity bias ထဲမှာအလွယ်တကူဝင်သွားတယ်ဒီထဲမှာတင်ငယ်တဲ့စိတ်ပါတယ်နော် negativity bias မှာတင်ငယ်တဲ့စိတ်ပါတယ်နိုင်ငံခြားကိုချီးပြီးတော့ကိုယ်တင်ငယ်တဲ့စိတ်ဖြစ်တဲ့ခါကျတော့ကိုယ်နိုင်ငံကိုရှုတ်ချတယ်တိတ်မတိုးတက်ဘူးလို့အဲ့လိုမြင်ပြီးတော့ရှုတ်ချတယ်အဲ့ဒီလိုရှုတ်ချမဲ့ဆာကိုယ်နိုင်ငံကိုတနာပြီးတော့ကြိုးစားရင် positive ဖြစ်သွားပြန်ရင် negativity bias တဲ့မှာကိုဝင်မသွားတော့ဟိုအင်္ဂလိပ်လိုတလုံးပြောရင် you become part of the solution and not part of the problem ပြဿနာတစ်ခုတည်းကိုကြည့်တာပဲကြည့်တဲ့နေရာမှာနိုင်ချကတခုကောင်းတာတွေ့မယ်ကိုယ်စီမှာမရှိတဲ့ဟာကိုယ်စီမှာမကောင်းတဲ့ဟာအဲ့ဒီလိုမြင်တဲ့အခါမှာသူကကိုယ်က crossroad မှာရောက်နေတယ်လမ်းစုံလမ်းခွာရတယ်တခုကတော့ကိုယ်နိုင်ငံကိုအတလို့ရှုတ်ချတာပေါ့အဲ့ဒါဆိုရင်ဒေါသထဲမှာပါတယ်နောက်တစ်ခုကတော့အဲ့လိုမလုပ်ဘူးဘာလို့တော့ဆိုတော့ဒီနေ့ဒါကဒီနိုင်ငံမှာရှိတာကောင်းတယ်တို့စီမှာရှိအောင်ဘယ်လိုလုပ်ရင်ကောင်းမှာတော့ဆိုတဲ့အတွေးပေါ်လာတယ်အဲ့ဒါဆိုတော့ compassion လို့ခေါ်တယ်အဲ့ဒီ compassion ရှိတဲ့ပုဂ္ဂိုလ်ကမှသူက a sense of purpose ဆိုတာရှိတယ် a sense of purpose ရည်ရွယ်ချက်သူ့ရဲ့လုပ်ငန်းမှာရည်ရွယ်ချက်ရှိအဲ့လိုမဟုတ်ရင်ဘုံဘုံတို့ criticism ကရှိရတယ်လေဒါပေမဲ့ criticism လုပ်တဲ့အခါမှာ a sense of purpose မရှိရင် you are just venting out your anger ကိုယ့်ရဲ့ဒေါသကိုမထိန်နိုင်လို့ဒေါသဒီတိုင်းပဲဟိုနေပေါ့ဟိုပေါက်တက်ခဲ့ရလွတ်သွားတာပေါက်တက်ခဲ့ရပြောလိုက်တာအဲ့လိုမျိုးတွေဖြစ်တယ်ဒါကြောင့်ဒီ negative bias ကိုသတိထားပါအကောင်းတဲ့အများရှိပါရဲ့နဲ့အဆိုးကိုပဲဦးစားပေးပြီးတော့တွေးမိရင်ပြောမိရင်ဘုံဘုံတို့မှာဒီ negative bias ရှိဒီ negative bias ထဲမှာသိတဲ့တဲ့စိတ်ရှိတယ်ဆိုတော့ဘုံပြောပြီး insecure feeling နော်သိတဲ့တဲ့စိတ်အခုကျတော့ဒီထဲမှာ fear ရှိတယ်လို့ပြောချင်တာ fearကြောက်စိတ်တွေဖြစ်နေဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာကြောက်စိတ်ရှိရဆိုရင်ရှိမှန်းသိအောင်ဘုံဘုံတို့အများစုကတော့လူအများစုလူသားတွေဟာတိရစ္ဆာန်တွေကိုကြောက်တယ်လေအိမ်တော့တိရစ္ဆာန်တွေအရန်များတော့တော်ရင်တိရစ္ဆာန်အရန်များဖြီဝိသောရယသိန်းခုဆရာတော်တောထွက်တယ်တဲ့ပြီးခဲ့တဲ့နှစ်ပေါင်း30ကျော်40လောက်ဘယ်နှထွက်တော့ဆိုအခုမြို့ဖြစ်နေတဲ့ဗလဲမြို့ပါတော့ပြည်တော်သားတို့ပါတော့အဲ့ဘက်နေပြီးတော့ဟိုးမော်ဘီဟိုဘက်ထိအကုန်လုံးတောနဲ့တွေချီပဲတောနဲ့တွေတောရင်ဒရိစံတွေလည်းရှိတယ်ခွေးအားတွေလည်းအုပ်လိုက်ရှိတယ်အခုကျတော့မြို့တွေပါတယ်ဖြစ်ကုန်တော်ရင်ဒရိစံရဲ့အန်ဒရကနေသွားဒါပေမဲ့အဲ့တော်ရင်ဒရိစံရဲ့အန်ဒရကသူကကြီးတကယ်ကြီးမားတဲ့ကကြတော့တစ်ခါဆိုရင်တစ်ခါတတိမထားမြင်သူအသက်အန္တရာယ်ဖြစ်တာဟုတ်အဲ့ဒါကြောင့်မို့လို့အန္တရာယ်ဆိုရင်အသေးမှတ်ထားတယ်မိတ်ဆွေဆိုရင်မေ့လည်းကိစ္စမရှိဘူးမိတ်ဆွေကိုမေ့တာသူအန္တရာယ်မဖြစ်သေးဘူးအသက်အန္တရာယ်မဖြစ်သေးဘူးရန်သူကိုမေ့ရင်တော့အဲ့ဒါအသက်အန္တရာယ်ရှိတယ်အဲ့ဒါကြောင့်ဘုံဘုံတို့က
ရန်သူဆိုရင်အသေးမှတ်ထားတယ်ရန်သူမဟုတ်သေးဘူးရန်သူနဲ့အလားတူတဲ့ပုဂ္ဂိုလ်ဆိုရင်အသေးမှတ်ထားတယ်ရန်သူမဟုတ်သေးဘူးရန်သူဟုတ်ချင်မှဟုတ်မယ်အဲ့လိုတန်တရားရှိနေဆိုရင်သူ့ကလည်းအသေးမှတ်ထားတယ်အဲ့ဒါဒီ negativity bias ကဘုန်းတို့ရဲ့အုံနောက်ထဲမှာလူသားရဲ့အုံနောက်ထဲမှာသူက inbuilt ပုံစံမျိုးဖြစ်နေတယ်ဒါကြောင့်ဒီ negativity bias ကကိုယ့်ရဲ့ brain default ဖြစ်နေတယ်ကွန်ပျူတာနဲ့ဆိုတော့သူကပုံမှန်အနေထားဖြစ်နေတယ်ပုံမှန်အနေထားဖြစ်နေ brain default ပုံမှန်အနေထားဗုဒ္ဓမြတ်စွာဘုရားကပြီးခဲ့တဲ့နှစ်ပေါင်း2600အခုခေတ်စကားနဲ့ပြောရင်ပေါ့နော် default ကဒီ brain default က default position မဖြစ်သင့်ဘူးလူတွေအများစုပုံမှန်လို့ပြောနေတဲ့ဒီ fear ကြောက်စိတ်ဒီဟာကပုံမှန်မဖြစ်သင့်ဘူး we can do better ဒီထက်ပိုပြီးတော့ကောင်းအောင်လုပ်နိုင်တယ်ဆိုပြီးတော့သူဟောတဲ့တရားကဒေါသခရဆိုတာကြောက်စိတ်ကင်းအောင်လုပ်တဲ့နည်းအဲ့နည်းတွေလုပ်တယ်ဒါဖြင့်ကြောက်စိတ်ကင်းအောင်ဆိုဘယ်လိုလုပ်အောင်မှာလဲဆိုကိုယ့်ဟာကို isolate မလုပ်နဲ့တဲ့ don't isolate yourself ချိုကုန်းနေရအစဘယ်နှစ်ရှိပြီတော့ခွဖြူနှစ်30အတွင်းမှာဒီလိုတိုးတက်လာတယ်သူကချိုကုမ္ပဏီတခုတည်းတိုးတက်လို့မရဘူးဘဏ်တွေကလည်းပဲတက်ရတယ်သူ့ဟာနေသူဘဏ်တွေ banking sector လို့သူတက်ရတယ်နောက်ပြီးတော့အုပ်ချုပ်တဲ့အပိုင်းမှာလည်းပဲသူ liberalization တို့ဒီအဲ့ဟာတွေသူတက်ရတယ်နောက်ပညာရေးဘက်မှာလည်းပဲသူတက်လာတယ်ဒီကြားထဲမှာဖြစ်ပေါ်လာတဲ့ကိုယ်ပိုင်ကျောင်းတွေ international school တွေအဲ့သူတို့လည်းတက်လာအဲ့ဒီနှစ်30အတွင်းမှာဒါတခါတော့သိချင်ပါတယ်နှစ်30အတွင်းမှာသံဃာတွေဘယ်လောက်ပြောင်းလဲလာတယ်ဆိုနှစ်30အတွင်းမှာဘုန်းကြီးတွေရဲ့ဘွဲတွေရှေ့မှာနောက်မှာMA တွေ PhD တွေ့လာမလားဒါပြည်ပနဲ့ဆက်သွယ်ပြီးတော့ပြည်တွင်းမှာကိုexposure မရှိတဲ့ဟာတွေသွားနိုင်ချမှာသွားပြီးတော့ပညာသင်တာတွေအဲ့ဒါမျိုးတွေလုပ်အဲ့ဒါမျိုးအခုဆိုရင်ပြည်တွင်းမှာဗုဒ္ဓတက္ကသိုလ်တွေအများကြီးပေါ်လာတယ်ဒီနှစ်ပေါင်း30အတွင်းမှာနှစ်ပေါင်း30ချိုကုမ္ပဏီရဲ့အချိန်လေးနဲ့ပြောတာပါ35နှစ်ဖြစ်ချင်တယ်ဖြစ်မယ်ပေါ့ within 3 or 4 decades အတွင်းမှာအဲ့တော့ဘုံကဘာပြောချင်တော့ဆိုinterdependent ဖြစ်တာကိုပြောချင်တယ်interdependent ဖြစ်တာကိုပြောချင်ဒါကြောင့်ဒီ interdependent ဆိုတဲ့ philosophy တရားကိုလက်ခံထားရင်ကိုယ့်ကို isolate မဖြစ်တော့တောထဲမှာနေရတဲ့အခါမှာတောရန်ဒရိစံတွေကြည့်တကောင်ကသူ isolate ဖြစ်သွားရင်အဲ့လိုပဲကြားခိုက်ခံရတာပဲကျွေးတွေနွားတွေအဲ့လိုခိုက်ခံရ emotion ပဲဆိုင်ရလဲဒီတိုင်းပဲကိုယ့်ဟာကို isolate လုပ်တတ်တဲ့ emotion ရှိတယ်ကြောက်စိတ်ဝင်ပြီဆိုရင်တခြားလူတွေအားလုံးအဆင်ပြေတယ်ငါတယောက်တည်းပဲ struggle လုပ်ရတာငါတယောက်တည်းဆိုတဲ့အတွေးအဲ့ဒီခံစားမှုလေးဝင်တယ်အဲ့ isolation လို့ခေါ်တယ် isolation personalization လို့လည်းခေါ်တယ်အခုဘုံတို့ theory ရပြောတာတော့ interdependence နဲ့ negative bias နဲ့ brain default ဆက်စပ်ပုံတာတော့ပြောပြီးပြီဒီဟာကိုပဲဒီနေ့ကုန်ဘုံက repeat လုပ်နော် repeat လုပ်ဒီဟာကိုပဲဒီနေ့ကုန်
အထက်ထပ်ပြောမှာရှုထောင့်များစွာနဲ့ပြောမယ်အခုတော့ဘယ်နေစမှာတော့ဆိုဘုံစောပိုင်းအစောချိုးပြီးတော့ပြောမထားလို့ဟိုက projector လိုချင်တယ်နေခင် projector ရလာတဲ့ခါမှာဘုံပြမယ်အခုပြောတဲ့ဟာတွေပဲဆက်ပြီးတော့ပြဟိုအင်္ဂလိပ်လို video clip လေးတွေစုထားတယ်အခုတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့စိတ်ကဘာဖြစ်နေဆိုကိုသိအောင်လုပ်တယ် mindfulness ဆိုတဲ့သတိပဋ္ဌာန်ဆိုတဲ့ဟာလေးဘုံအခြေခံလေးသင်ပေးမယ်တချို့လည်းတရားဝင်ပြီးသားတရားစခန်းနဲ့ဝင်ပြီးသားပုဂ္ဂိုလ်ဖြစ်မယ်တချို့လည်းပဲဘုံနဲ့စောပိုင်းမှာထိုင်ပြီးသားလည်းဖြစ်မယ်အဲ့ဒီလိုရှိရင်ဒါကအခြေခံကောင်းတယ်ဉာဏ်ကောင်းတယ်မထိုင်ဘူးသေးတဲ့ကိစ္စမရှိဘူးတရားထိုင်တာကလွယ်တဲ့အလုပ်ထဲမှာတစ်ခုပါတယ်အများတော့ခက်တယ်လို့ထင်တယ်ခက်တာမဟုတ်သူက attractive မဖြစ်တယ် attractive မဖြစ်တယ်ဘာလို့ attractive မဖြစ်တာဆိုတော့ကိုယ်မှာရှိနေတဲ့ habit ကိုကိုကပြန်ပြီးတော့ challenge လုပ်တာမရှိနေတဲ့ habit ကeasy နေခြင်းနဲ့ဆိုရင်တရားထိုင်တဲ့အခါကျတော့ easy မနေနဲ့ uncomfortable ဖြစ်တဲ့ဟာတွေကိုလည်းကြည့်ပေးပါ uncomfortable ဖြစ်တဲ့ပေါ့လူဘယ်သူမှမကြည့်ချင်ဘူးခြေထောက်နည်းနည်းနာလာဆိုအဲ့ဒီနာတာဘာကြောင့်နာတာတော့ဒါတွေကို observe လုပ်ပေးပါလူတွေကမလုပ်ချင်ဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့ habit နဲ့တနည်းအားဖြင့်ကိုယ့်ရဲ့ brain default နဲ့သူကဆန့်ကျင်ပဲဖြစ်နေတဲ့ခါကျတော့ဒါ attractive မဖြစ်ဘူး attractive မဖြစ်ဘူးလွယ်တာတော့လွယ်ဆဲစခန်းသွားဝင်နေဆဲရဲဆိုရင်သူကအများကြီးသိတာကိုယ်စိတ်ကြောင့်ကိုအများကြီးသိတာတခြားပညာရဲ့ဆဲရဲဘာလုပ်နိုင်တော့ဘယ်လောက်လေးလာတော့ဘယ်လောက်မှမရဘူး computing လားaccounting လား MBA လားဆရာဝန်နဲ့ engineer ဆိုပိုတော့ဆိုသည်ဆဲဆိုဘာမှမသိသေးဘူးဒါပေမဲ့တရားထိုင်ဆဲဆိုအများကြီးသိတာအဲဆိုတရားထိုင်တယ်သူကလွယ်ကူတဲ့အလုပ်ထဲမှာတစ်ခုပါတယ်အလုပ်အဲ့ထဲမှာတစ်ခုပါတယ်ဒါပေမဲ့ခဏကပြောသူ attractive မဖြစ်ဘူး attractive မဖြစ်ဘူးဒါဖြင့်ဘယ်လိုထိုင်ကြမှာတော့ဆိုတရားထိုင်တယ် meditation ဆိုရင် the art of attention အာယုံစူးစိုက်မှုအတတ်ပညာအာယုံစူးစိုက်မှုကို training လုပ်ပေးနေတယ်Yale နဲ့ Harvard ကသူတွေနာရအလုပ်လုပ်နေတဲ့အချိန်မှာအရန်ကို concentration ကောင်းတဲ့ပုဂ္ဂိုလ်လည်းပဲ40ခန်းလုံးကြော်တော့သူ့စိတ်ကလွင့်နေတယ်တခြားတွေသွားတွေးတယ်သူလုံနေတဲ့အလုပ်နဲ့မပတ်သက်တဲ့အကြောင်းတွေပဲသွားတွေးဖြစ်တယ်အကြောင်းတွေတွေးဖြစ်တယ်အဲ့ဒီလိုလွင့်တဲ့စိတ် wandering ဖြစ်နေတဲ့စိတ်အဲ့ဒီစိတ်တွေကပျော်ရွှင်ဖို့ခက်ခဲတယ်ဘာဖြစ်လို့ဆိုတော့ distraction တွေများပြီးတော့သူ vulnerable ဖြစ်တယ်ဟိုဘက်ကအာယုံကလာဆွဲသွားဟိုဘက်ကလာဆွဲသွားတယ်အခုပုံပြောနေတယ်ဟို Google University ဒီ search engine Google သူတို့ကိုယ်ပိုင်တက္ကသိုလ်ရှိတယ်အဲ့ဒီက Chief Financial Officer ဟိုရေးတဲ့စာအုပ်ထဲမှာသူကအဲ့ဒါတွေအကုန်လုံးပြန်ပြောရတယ်ဟို Google University သူတို့က training တွေပေးတယ် staff တွေ training ပေးတယ်အဲ့မှာအဓိကထားတာတော့ job satisfaction ရှိဖို့ဆိုတာကစိတ်လွင့်နေဆိုရင်လွင့်တာသိဖို့နောက်ကိုယ်စိတ်ကို calm down လုပ်နိုင်ဖို့အဲ့ဒါ basic နေနေထားဘုန်းတို့လည်းအဲ့ဒီအနေစမယ်ဒီအဲ့ဒီစနော် attention training
we're going to train our attention ဝင်လေထွက်လေကြည့်တဲ့အခါမှာကိုယ့်ရဲ့ attention ကိုနာသီးဖြားမှာထားတယ်ဆိုဒါက training ထား training လုပ်တယ် attention ကို training လုပ်တယ်အလုပ်လုပ်တဲ့အခါမှာဆိုရင်ကိုယ့် attention ကိုအလုပ်ထဲမှာထားတာအလုပ်ထဲမှာထားတဲ့အခါမှာအလွယ်တကူ distracted ဖြစ်ရင်အလုပ်လုပ်တဲ့နေရာမှာ efficient မဖြစ်ဘူးနောက်ပြီးတော့အချိန်ပိုကြတယ်အစည်းအဝေးတက်တဲ့အခါမှာ main topic အကြောင်းမပြောဘဲနဲ့ distracted ဖြစ်ပြီးတော့ဟိုအကြောင်းပြောဒီအကြောင်းပြောဆိုရင်15မိနစ်နဲ့ပြီးရမယ်အစည်းအဝေးတနားလောက်တော့ပြောရတယ်4ဆလောက်အဲ့ထဲမှာ distract ဖြစ်တဲ့လူများရင်ပေါ့မ distract ဖြစ်တဲ့လူကတယောက်လောက်ပဲရှိတယ်တခြားလူတွေကသူ့ထိမ့်ပေးနေတယ်ဆိုတာတော်သေးတယ်တော်သေးတယ်ဒါကြောင့်နံပါတ်1ကကိုယ့်ရဲ့စိတ်ကိုအတိုင်းအတာတစ်ခုထိတည်ငြိမ်အောင်လုပ်နိုင်ဖို့လိုအပ်တယ်တဲ့နော်အဲ့တော့ဝင်လေရှူတဲ့အခါမှာဘုံဟောနံပါတ်လေးကြီးခိုင်းမယ်1 2 3 4 5 6ခွန်လူကြီးတွေကြီးဆိုတော့ခွန်တိကြီးလိုက်မယ်ကလေးတွေဆိုဘုံမှာ3တိကြီးခိုင်းလူကြီးဆိုခွန်တိကြီးခိုင်းပြင်းအသက်ကိုအောင်ထားလိုက် hold your breath for a while အသက်အောင်ထားတဲ့အခါမှာလည်းပဲ1 2 3 4 5 6ခွန်တိပြီးရင်ထွက်လေရှူထုတ်တဲ့အခါမှာဒီတိုင်းပဲလွတ်လွတ်လပ်လပ်ရှူထုတ်လာဝင်လေရှူထုတ်ရှူသွင်းတဲ့အခါမှာတစ်ကနေခွန်တိရည်တွက်မယ်အသက်အောင်တဲ့အခါမှာတစ်ကနေခွန်တိရည်တွက်မယ်အသက်ရှူထုတ်တဲ့အခါမှာဒီတိုင်းပဲရှူထုတ်ဒါက technique နောက် purpose ကိုပြောမယ်ရည်ရွယ်ချက်ကိုပြောအသက်ရှူတဲ့ purpose ဒီခန္ဓာကိုယ်ကအောက်ဆီဂျင်လိုအပ်တယ်အောက်ဆီဂျင်ဥပမာအောက်ဆီဂျင်ကအုတ်နောက်ကိုမရဘူးဆိုရင်လေဖြတ်တတ်တယ်နော်လေဖြတ်တတ်တယ်ထမင်းစားပြီးလို့အစာချေချက်တဲ့အခါမှာအောက်ဆီဂျင်ကဒီအဆုပ်ကနေတစ်ဆင့်နှလုံးကနေတစ်ဆင့်ဒီတွေးကြောတွေကနေပြီးတော့ဟိုးဘုံဘုံတို့အစာချေချက်တဲ့အပိုင်းကိုယ့်ရဲ့ system ကိုယ့်ရဲ့အစာအိမ်ဘက်အဲ့မှာအောက်ဆီဂျင်နဲ့တိတ်မရဘူးလိုအပ်တဲ့အောက်ဆီဂျင်တိတ်မရဘူးဆိုရင်ပင်ပန်းနေတော့အစာချေချက်တာပင်ပန်းအဲ့ဒီလိုအောက်ဆီဂျင်ကိုအရန်ကိုမိခေါ်ရတယ်ကိုယ့်ရဲ့ခန္ဓာကိုဥကောင်းနေခြေဖြားဒီခန္ဓာကို compassion စိတ်ထားပါကရုဏာစိတ်ထားပါဒီခန္ဓာကိုယ်ကကိုယ့်ရဲ့တူဒီသောယင်သွေးအဲ့ဒီစိတ်လေးထားပါဒီအတိစိတ်ကမိခင်စိတ်အတိစိတ်မိခင်စိတ်ကရုဏာဆိုတဲ့အတိစိတ်ကမိခင်စိတ်မိခင်ကနေပြီးတော့တူဒီသောယင်သွေးကိုပြုစုနေတာစောင့်ရှောက်နေတာကိုယ့်ရဲ့ခန္ဓာကိုအဲ့လိုမြင်တာဒီရုပ်ခန္ဓာကတူဒီသောယင်သွေးမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရကေတူဒီသောယင်သွေးရှိတဲ့မိခင်ကသူ့ယင်သွေးကိုထိုး attention ပေးပါတယ်ထိုး attention အာယုံစူးစိုက်မှုလုံးဝနော်ယာနှုံးပြပေးပါတယ်တူဒီလို့ပြောတာဒီနေရာမှာအဲ့ quality ကိုပြောတာအဲ့ quality ပြောတာဒါဖြင့်အသက်ရှူတဲ့အခါမှာအသက်ရှူတဲ့နေရာမှာပဲကိုယ့်ရဲ့စိတ်ကိုထားဖို့အဲ့ဒါလေးကိုပြောတာအဲ့ဒီ quality လေးအခု10နိုင်ဆိုတော့ဘုံတို့ပထမဆုံး10မိနစ်လောက်ထိုင်မယ်လေ10မိနစ်လောက်ထိုင်မယ်
ထိုင်တဲ့ခါမှာခန္ဓာကိုယ်ကပင်မနဲ့ဆိုရင်ပင်မနေတဲ့ခန္ဓာကိုကိုချင်းစားတဲ့အနေနဲ့တဏှာခယုဏဖြစ်တဲ့အနေနဲ့ဝင်လေထွက်လေကိုညင်ညင်သာသာလေးရှုရှိုက်ပေးပါအောက်ဆီဂျင်အရန်လိုအပ်တဲ့ဒီခန္ဓာကိုအောက်ဆီဂျင်ရှိမှအောက်ဆီဂျင်ရှိမှကျန်းမာတဲ့ဒီခန္ဓာကိုအတွက်ဝင်လေထွက်လေရှုရှိုက်ပေးပါဝင်လေတက္ကနေခွန်အသက်အောင်တယ်တက္ကနေခွန်အသက်ရှုထုတ်တယ်ညင်ညင်သာသာလေးရှုထုတ်တမာတိရဖို့မဟုတ်ပါဘူးတမာတိနောက်ကိုအရန်ကြီးလိုက်မပြေးပါနဲ့ဘာပဲလုပ်ဖို့လို့ဆိုအသက်ကောင်းကတခါတစ်ချက်လောက်ကောင်းကောင်းမွန်မွန်ရှုရှိုက်လိုက်ရင်ဒီခန္ဓာကိုအတွက်ပို့ပြီးတော့ကျမ်းမာသွားတယ်နှစ်ကြိမ်ချက်နနာရှုရှိုက်နိုင်ရင်တစ်ကြိမ်ရှုရှိုက်တာတဲ့ပို့ပြီးတော့ကျမ်းမာသွားတယ်။နောက်ကိုလည်းပဲအောက်ဆီဂျင်တွေပို့ပြီးတော့ရောက်သွားတယ်။ Slow and gentle breathing. Count 1 to 7 for the in breath and then hold your breath. Count 1 to 7 again. Then let go of the breath naturally without counting.
minutes ပြပါပြီဒါကဝင်နေထွက်လို့ပဲကြည့်ခုတခါဒီတန်းတန်းလေးအသေးစိတ်တဲ့ဟာလေးပြောပြဝင်နေထွက်လို့ကြည့်တဲ့အခါမှာအတွေးတွေအများကြီးပေါ်တယ်အတွေးတွေပေါ်လာမြင်ရတယ်အဲ့ဒီအတွေးတွေဟာတွေးချင်လို့ပေါ်တာမဟုတ်သူ့ဟာသူအလိုလျောက်ပေါ်လာတဲ့တွေးတွေ subconscious habitual thinking အဲ့ habitual thinking ကိုပုံမှန်အဲ့ဒီကလုံးရတော့ခက်လို့ auto thinking လို့ပုံမှန်အတေးပဲ auto ဖြစ်နေအဝေးမောင်းတဲ့အခါဒီကနေပြီးတော့ Europe America လေပြန်မောင်းတဲ့အခါတညလုံးမောင်းနေဆိုတော့လေမှုတွေတစ်ချိန်လုံးမမောင်းနိုင်သူတို့နားရတယ်နားတဲ့အချိန်မှာလေငါသူ့အတူမောင်းတော့ auto pilot လို့ခေါ်စက်ကမောင်းအဲ့ရမသိခင်တော့လေစီးရတိတ်မကြောက်ဘူးအဲ့ဒါသိတဲ့ခါကျမှမနေ့ပြည့်ရွတ် auto pilot စက်ကသူမောင်းတာတခြားလေနဲ့နိကပ်ပြီးဆိုရင်လည်းသူသတိပေးတဲ့ဟာလေးအကုန်လုံး auto တွေလုပ်လူရဲ့စိတ်ကအဲ့လို auto မောင်းနေဆိုရင်တော့လေနဲ့မတူလေကအလုပ်တစ်ခုပဲလုပ်တယ်တနည်းအားဖြင့်လူရဲ့စိတ်ကြတော့ multitask လုပ်ရတယ်မိဘစိတ်ဖြစ်ရမယ်တခါကြတော့သာသမီစိတ်ဖြစ်ရမယ်တခါကြတော့ manager စိတ်ဖြစ်ရမယ်တခါကြတော့ driver စိတ်ဖြစ်ရမယ်တခါကြတော့ပြည်သူပြည်သားစိတ်ဖြစ်ရမယ်အဲ့လိုပေါ့စိတ်ရဲ့ quality တွေအများကြီးရှိတယ် role ကလည်းလူတယောက်ရဲ့ role ကလည်းအဲ့ဒါအများကြီးရှိတယ်အဲ့လိုရှိတဲ့ခါကျတော့စိတ်က auto pilot လုပ်ရင်တော့efficient မဖြစ်ဘူးလို့ပြောပါတယ် efficient မဖြစ်ဘူး auto pilot ဆိုတဲ့စကားကိုပါဠိလိုဩဒိစ္စလို့ခေါ်တယ်ဆိုင်နေဆိုင်တော့တခြင်းဆိုထားတယ်မှာဩဒိစ္စအလုံးဩဒိစ္စအဲ့ auto pilot ဖြစ်တာစိတ်ကသူ့အတော့ဟိုရောက်ဒီရောက်လွှင့်သူသွားခြင်းသွားလေငါတော့လို့မဟုတ်ဘူး auto pilot ဆိုရင်သူဆက်ထက်ခဲ့ရှိတယ်အဲ့ထက်ခဲ့စီကိုပဲသူကသွားနေတာအဲ့ခိုးစီကိုပဲသွား auto pilot ဖြစ်တဲ့စိတ်ကတော့အဲ့လိုမသွားတော့သူဥတီယာမရှိတော့ဥတီယာမရှိတော့အဲ့ဒါကြောင့်အဲ့ဒီ auto အတွေး auto thought ကိုဂိုင်တွေ့ရတာဂိုင်တွေ့ရအဲ့ auto အတွေးရလည်းပဲတခြားအကြောင်းအရာတွေနဲ့တခြား habit တွေနဲ့တခြားအတွေ့အကြုံတွေနဲ့သူ interrelated ဖြစ်တယ်။ဒါမဲ့ဒီနေ့ဒီဂိုင်တွေ့ပုံလေးအဓိကကြားတာလေးပုံပြောပြမယ်။အဲ့ဒီစိတ်ကအလိုလျောက်အဲ့လိုတွေးပြီး auto pilot နဲ့မုတ်ထဲဝင်သွားပြီဆိုရင်ကိုသိရတဲ့အချိန်မှာကိုယ့်ရဲ့ reaction ကပါတော့အဲ့ဒါလေးကြည့်အဲ့ဒီ reaction က emotion ကို blame လုပ်တာလားကိုမကျင်မနဲ့ဖြစ်နေတာလားစိတ်လွတ်မှာအဲ့လိုမကျင်မနဲ့ဖြစ်တဲ့စိတ်လေးကိုအတိမတ်ပြုလိုက်ပါအင်္ဂလိပ်လိုပြောတယ် acknowledge လုပ်လိုက်ပါ you got to acknowledge that emotion မြန်မာလိုကြတော့မှတ်တယ်လို့ခေါ်တယ်မကြည်မနှက်ဖြစ်တဲ့စိတ်ကိုလေးကိုမှတ်လိုက်ပါကိုယ်အပြစ်တင်တဲ့စိတ်လေးကိုမှတ်လိုက်ပါစိတ်ကဒီလိုပဲလွတ်နေတာပဲတရားထိုင်တာမထိုင်နိုင်ပါဘူးဆိုပြီးတော့ negative အတွေးဝင်လာအဲ့ဒီ negative အတွေးကိုလည်း acknowledge လုပ်လိုက်ပါမဟုတ်ရင်အဲ့ဒီ negative အတွေးက default ဖြစ်သွားတယ်ကိုယ်ကငါတကယ်မထိုင်နိုင်ဘူးဆိုပြီးတော့ထင်သွားတယ်အဲ့ဒီအတွေးက
အဲ့တဲ့ပဲအဲ့တဲ့မှသိရင်အင်ရှင်မဖြစ်တော့အင်ရှင်ဖြစ်သွားတာအဲ့ဒါ default ဖြစ်သွားတာအဲ့ဒါ negative အတွေးဝင်လာ negative အတွေးဝင်လာတယ်မဖြစ်နိုင်ဘူးဆိုပြီးတော့ဒီမှာအတန်လေးကြားနေတယ်အတွင်းမှာခေါင်းထဲမှာအဲ့အတန်လေးကြားရင် you can hear a voice in your head that you can't do it မထိုင်နိုင်ဆိုင်နေတော့မှဟိုစိတ်ကိုတည်ငြိမ်မလုပ်နိုင်ဘူးဆိုပြီးတော့ကိုယ့်ကို judge လုပ်တာလေ judgment ဖြစ်တယ်ခေါ်တယ်အင်္ဂလိပ်လိုတော့အကောင်းအဆိုးဝေဖန်တယ်လို့ပြောတာမြန်မာလိုအကောင်းအဆိုးရှောက်ပြီးတော့ဝေဖန်တယ်အဲ့တော့ပုံမှန်ဆိုရင်အတွေးတစ်ခု emotion တစ်ခုက 1.5 minute ပဲကြာတယ်လို့ပြောတယ်10 minute ခွဲစက္ကန့်90ပဲကြာတယ်ဘုံဘုံတစ်ခါ observe လုပ်တာတော့အဲ့လောက်ထိတော့မကြာဘူးအတွေးတစ်ခုပေါ်လာရင်သူ့ကိုတိလိုက်တဲ့အခါမှာစက္ကန့်ပဲကြာတယ်ပြီးရင်သူကသူ come and go ပဲသူကသူပြောင်းသွားတယ်အဲ့သူ့ကိုမသိဘူးဆိုရင်တော့အဲ့အတွေးတွေဖြစ်လာတယ် emotion တွေဖြစ်လာတယ်မသိဘူးဆိုရင်တော့သူ့ကိုသွားပြီးတော့ဆွဲနေတတ်တယ်သူ့ကိုသွားပြီးတော့ဆွဲတတ်တယ်သူ့ကိုသွားပြီးဆွဲတတ်တယ်တော့အဲ့ဒီအတွေးတွေအများကြီးအကြိုက်နေအကြိုက်နေနောက်ပိုင်းကျတော့ negativity bias ဖြစ်သွားတာနည်းနည်းစီစုထားတဲ့ negative elements တွေနော် negative emotion နောက်ပိုင်းကျတော့အားကောင်းသွားတယ်ဒါကြောင့်မလို့အဲ့လိုအတွေးတွေပေါ်လာတယ်ဆိုရင်အဲ့အတွေးကို acknowledge လုပ်လာတယ်စိတ်ကလွှင့်နေတယ်ဆိုရင်လွှင့်နေ acknowledge လုပ်လာတယ်ဒါမှမဟုတ်လည်းပဲ auto thought အလိုလျောက်တွေးတယ်အလိုလျောက်တွေးနေတယ်အလိုလျောက်တွေးတာစိတ်အလိုလျောက်တွေးနေမြင်အလိုလျောက်တွေးနေတယ်လို့သူ့ကို acknowledge လုပ်လာအတိမပြုလိုက်အတိမပြုတာကိုတရားမှတ်တယ်လို့ခေါ်တယ်မှတ်တယ်ရှိနေတာကိုသိလိုက်တာအမှန်တရားကိုသိလိုက်တာအဲ့အမှန်တရားကိုမှကောင်းတယ်မကောင်းဘူးဆိုပြီးတော့သွားပြီးတော့ပြောရင်ဒါက habit အရာဟိုအကျင့်အရာသွားပြီးတော့ပြောတာမသိစိတ်ကသွားပြီးတော့ပြောနေတာဒါကြောင့်အကောင်းဆုံးမွေဖန်တယ်အဲ့ဒီအတွေးတွေတိုင်းမှာပုံမှန်ဆိုရင်တော့ emotion လေးတွေပါတတ်တယ်အနိကကြီးတာ emotion တွေပါတယ်မမြင်တဲ့ကိစ္စမရှိဘူးမြင်တဲ့အဲ့ဒီ emotion ကိုဒီ emotion တွေဖြစ်နေတယ် excited ဖြစ်တယ်ဆိုရင်တော့စိတ်လှုပ်ရှားမှုဖြစ်နေတယ်အဲ့ဒါလေးကို acknowledge လုပ်လိုက် acknowledge လုပ်တယ်ဆိုတာကအတိမကျွေးဆိုတာကသိစိတ်နဲ့လုပ်တာဒီနေရာမှာကွာတာနဲ့ကွာ react လုပ်တာကမသိစိတ်နဲ့လုပ်တာနော်habitual reaction comes from subconscious mind. But acknowledgement comes from conscious mind. ဒီနှစ်ခုကအရန်กว่า quality အရန်กว่า subconscious mind မသိစိတ်က autopilot လုပ်နေတာဟိုအဲ့ဒါမလို့ဟိုဘာလို့လုံးဆိုလေမှုကိုယ်တိုင်မောင်းတာကိုလိုချင်နေတာဒါမှဘယ်ဘက်ကိုလဲမယ်ဘယ်ဘက်ကိုသွားမယ်ဘယ်နေရာဆင်းမယ်ဘာထပ်တယ်မယ်ဘယ်နေရာမှာခီးတယ်ထပ်တယ်မယ်ဒါမှသူကလွတ်လို့ရတယ် control ရှိတယ် control ရှိတယ် autopilot ကဘာလို့ဆိုဒီကနေပြီးတော့ဟိုဘက်ထိသွားမယ်ဘယ်နာရီတွင်းသွားမယ်အဲ့ချိန်မှာလေမှုဟာအိတ်အနာယူအလုံးလုံးနေတဲ့အချိန်မှာ autopilot ဝင်တော့အလုံးပဲဖြစ်တော့မှာအစည်းအဝေးတက်တဲ့အခါမှာစိတ်က autopilot ဖြစ်နေဟိုရောက်တရားဖြစ်နေဆိုရင်သူများပြောတဲ့စကားတဝဲကြားလိုက်မကြားလိုက်အဲ့လိုဖြစ်နေ efficient ဖြစ်တော့ performance ကောင်းထမင်းစားနေတဲ့အချိန်မှာတခါတည်း site ပြိုးလို့လူလည်းဂျာနနာ site ပြိုးထားတယ်ချက်တယ်လို့ဂျာနနာချက်ထားတယ်ကိုယ်တန်းလည်းပဲစူးစမ်းပြီးတော့ရှားထားတယ်နော်
မစားတဲ့အချိန်မှာစိတ်ကဒီမရဘူးအစာရဆိုမရဘူးအော်တိုဖိုင်လက်နဲ့ဟိုရောက်တဲ့ဒီရောက်လဲဆိုရင်အဲ့ဒီအစာအာဟာရရဲ့အရာနာကိုမသိလိုက်ပါဘူးဒီလားဒါကြောင့်အဲ့ဒီ auto pilot စိတ်လေးကို auto pilot ဝင်နေပြီ auto pilot ဝင်နေပြီ auto စိတ်ဝင်နေပြီ auto စိတ်အဲ့ဒါလေးကို acknowledge လိုက်ပြီးရင်အဲ့နောက်မှာပါလာတဲ့ emotion ဒီလိုတင်ပေါ်တစ်စီဖြတ်သွားပြီဆိုရင်နောက်မှာဘာတွေကြံရစ်တော့ line လေးတွေကြံရစ်တယ်အဲ့ဒါလေးတွေကြည့်အဲ့လေးတွေကြည့်နောက်တစ်ခုကခန္ဓာကိုယ်ပင်ပန်းတာတွေ့ရနေ့တိုင်းဘုံဘုံကအလွတ်ခါကြတော့ခန္ဓာကိုယ်အတိ physical body သူ့ rhythm နဲ့သူရှိတာသူ့ rhythm နဲ့သူရှိတာတခါကြတော့မနေ့10နာရီကျော်လောက်မှာသူ့ရဲ့ energy level က dip ဖြစ်နေတာကြားရင်ကြားတယ်အလုပ်ပြီးတဲ့အချိန်အိမ်ပြောင်းတဲ့အချိန်ကျမှသူ့ energy ကမြင့်နေအထူးသဖြင့်ကျမ်းမာရေးဂရုမစိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် exercise တွေပုံမှန်မလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဒါသူတို့ရဲ့ energy level သူတို့ရဲ့ physical rhythm ကိုသူတို့အရင်ကြီး control မရှိပါအဲ့ဒါကြောင့်မလို့ခန္ဓာကိုယ်ကသူ့အတူအဲ့လိုလုပ်တယ်ဆိုရင်အဲ့ဒီ physical body နဲ့သွားပြီးတော့ရံမဖြစ်ဘူးသူ့ကိုသွားပြီးတော့ရံဖြစ်မဲ့အစားသူ့ရဲ့အနေထား acknowledge လုပ်လိုက်ဖို့ acknowledge လုပ်လဲဆိုရင် you are in a position to understand and reconcile စိတ်ကဒီခန္ဓာကိုယ်နဲ့ reconcile လုပ်ဖို့အသင့်ဖြစ်နေတယ်အဲ့လိုမဟုတ်ပဲနဲ့ဒီစိတ်ကဒီခန္ဓာကိုနားမဲ့တဲ့အခါကျတော့သူသွားပြီးတော့ fight and flight mode ထဲဝင်နေတယ်ဆိုရင်ကိုယ် energy ပို့ပြီးတော့ကြာသွားမယ်အမှန်တရားကိုလက်ခံဖို့ဆိုတာတည်ရည်ကြည့်ပါတယ် acknowledge လုပ်ရည်ကြည့်ဥပမာ team member တဲ့ team လူတယောက်ကမိသားစုပြဿနာဖြစ်မယ် personal ပြဿနာဖြစ်မယ်သူမုတ်ကမုတ်စင်းဖြစ်နေတယ်ဆိုရင်အဲ့ဒါကိုအသိဝင်တယောက်ကစိတ်ရှုပ်နေလားမုတ်စင်းနေဖြစ်နေလားအခက်ခဲတွေတွေ့နေလားအဲ့ဒီလိုသွားမေးတာ acknowledge လုပ်လိုက်တာပဲအဲ့လိုသူ့ကိုသွား acknowledge လုပ်တဲ့ခါကျတော့အသိမှန်ပြုတဲ့ခါကျတော့သူကအထီးတက်မကြံတော့ငါခံစားမှုကိုဘယ်သူမှမသိဘူးဆိုရဲအထီးကျန်တဲ့စိတ် loneliness isolation အဲ့စိတ်မဖြစ်တော့အဲ့စိတ်မဖြစ်ရင် depression ဖြစ်ဖို့ခဲပါတယ် mild depression မှာဖြစ်ဖို့ခဲဘာလို့ဆိုတော့ emotional support ရတာဟုတ်လက်ဖက်တောင်းနေအဆင်ပြေလားအရင်တစ်ပတ်ကမွတ်စင်ဖြစ်တာတွေကို stable ဖြစ်သွားပြီလားအဲ့လိုပြောရင်ကိုပဲအဲ့လိုမေးရင်ကိုပဲ you know you feel very warm you feel very supported အဲ့လိုမျိုးခံစားရတယ်ဒါလုပ်ငန်းခွင်မှာ EQ အရေးကြီးတဲ့အကြောင်းဂျားဝင်ပြီးတော့ပြောပြအခုဘုံကနောက်ထပ်တရားထိုင်နေသေးတယ်နေခင်းကြရင်တော့တခြား topic ပေါင်းတော့ဒီ job satisfaction နဲ့ပတ်သက်အောင်ဒီမနေ့ကျတော့အခြေခံပဲပေးနေတယ်အခြေခံပေးအဲ့တော့ခန္ဓာကိုယ်ကနေပြီးတော့energy deep ဖြစ်သွားလို့ energy ကကြာသွားလို့အိတ်ငိုက်တယ်ဆိုရင်အဲ့အိတ်ငိုက်တာလေးကိုအတိမတ်ပြုလာတယ်ခန္ဓာကိုယ်ကပင်ပန်းနေတယ်အတိမတ်ပြုတရားထိုင်နေရင်လည်း10မိနစ်2မိနစ်သူအိတ်ငိုက်သွားမယ်ဒါပေမဲ့သူအများကြီးအင်အားတွေအများကြီးပြန်ပြီးတော့ recharge လုပ်တယ်ဘာဖြစ်လို့တော့စိတ်နဲ့ခန္ဓာကိုယ်နဲ့တစ်ချိန်နဲ့နားသွားလို့အဲ့10မိနစ်2မိနစ်ပဲ
ဝင်လေထွက်လေက physical function သူ့ကိုပေးနေတဲ့ attention သူ့ကိုကြည့် attention က psychological function ဒီနှစ်ခု matching ဖြစ်တဲ့အခါအဲ့ဒီ function တစ်ခု integral ဖြစ်တဲ့အခါမှာ collaborate ဒီလိုပူးပေါင်းဆောင်မှုအရင်ကိုကောင်းတဲ့အချိန်မှာ10မိနစ်ရလိုက်တဲ့အနာအဲ့အနာကအများကြီးဒါကြောင့်အဲ့ဒီပင်မမှုကိုသွားပြီး resist လုပ်နေမဲ့စားသူ့ကိုအရှိတန်းရှိပဲလက်ခံနိုင်ငှားချင်ငှားပါစေငှားချင်ငှားပါစေအဲ့လိုအတိမမပြုဘူးဆိုရင်ကိုကနားချင်ရအောင်လို့ညာအိတ်တာတော့မှလူကအနာကောင်းမရပါဘူး။နော်အဲ့ဒါတရားထိုင်နေလူနဲ့မထိုင်နေလူအဲ့ဒါကွာရိတ်တာထဲမှာဆဲစကန်ဆိုတော့9ရက်လောက်4ရက်5ရက်လောက်ထိုင်ပြီးလို့ဆိုတော့အေးရက်နဲလာအေးရက်နဲပေမဲ့သူကမနဲ့ထလာတဲ့ခါပို့ပြီး fresh ဖြစ်တယ်ပို့ပြီး fresh ဖြစ်တယ်ဘာလို့သူ့ရဲ့စိတ်က energy သုံးတာနဲသွားလို့ auto mind auto pilot က auto စိတ်ကenergy သိမသုံးတော့အဲ့နဲ့မှာ energy conservation အများကြီးဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုပြန်ပြီးတော့ဖြည့်ရတဲ့အခါမှာ tank ထဲမှာလေ energy ကအများကြီးကျန်နေတယ်အများကြီးဖြည့်ဖို့စိုးရိမ်တဲ့စိတ်တွေအလိုလိုနေနဲ့စိုးရိမ်တဲ့စိတ်တွေအဲ့ဒါလေ auto mode ပဲ auto pilot ထဲမှာပါတယ်မိသားစုတွေစိုးရိမ်နိုင်ကလေးတွေစိုးရိမ်နိုင်အလုပ်ကြောင့်စိုးရိမ်နိုင်မနက်ကတင်ထားတဲ့ Facebook ထဲမှာ like ပဲနေရောက်လာနေပြီလည်းမသိဘူးအဲ့ဒါလေးစိုးရိမ်နိုင် energy အများကြီးကြာအများကြီးကြာနောက်ပါကြရင်သွားမယ် social function တခုဘာဝရရင်ကောင်းမှာလူနဲ့တွေးနေအဲ့ဒါတွေကအရန် taxing ဖြစ်တယ်ဟိုအရန် energy အရန်ဟိုကုန်စေတယ်အဲ့ဒီအရင်မတွေးချင်ဘူးဆိုရင်တော့ဒီလို uniform မကောင်းမဲဆွဲကြည့်တာပါစိတ်ဝင်စားလူများရှိလားNow, sensation ဆိုတာခန္ဓာထဲမှာအမြဲတမ်းရှိတယ်။အခုတရားထိုင်တဲ့အခါမှာညောင်းလာရှိမယ်။အဲ့ညောင်းတဲ့နေရာမှာနော်စိတ်လေးကိုပို့လိုက် attention ကိုပေးလိုက်။အဲ့ဒီအချိန်မှာ subconscious စိတ်ရဲ့နော်မသိစိတ်ရဲ့အပြုမှုကိုမြင်နိုင်တယ်ဒီ discomfort ခေါ်တာပေါ့နော် physical discomfort ဒီခန္ဓာကိုယ်ကမအီမသာဖြစ်နေတယ်ဒီဝေဒနာကိုမသိစိတ်ကဘလို့လာပြီးတော့တုံ့ပြန်တော့မကြိုက်တဲ့စိတ်နဲ့လားကြောက်တဲ့စိတ်နဲ့လားဒီဟာရဘယ်တော့ပျောက်မလဲမသိဘူးဆိုပြီးတော့မျောလင်းတဲ့စိတ်လားဒီဖိုးရင်လည်းခဏတရားပဲထိုင်နေတာအဲ့ဒီတွေးများပေါ်လာတယ်အဲ့ဒါအကုန်လုံး subconscious mind နေပေါ်လာတာလေအဲ့ဒီဟာတွေကိုယုံလည်းမယုံနဲ့လိလူလည်းမရှုနဲ့လိလူရှုရင်သူကပိုအားကောင်းတယ်သူ့ကိုလိလူရှုဖို့အတွက်အင်အားအများကြီးသုံးရတာ suppress လုပ်ဖို့လည်းအင်အားပိုသုံးရတယ်တိုင်းပြည်တစ်ပြည်မှာအချင်းချင်း suppress လုပ်တယ်ဆိုရင်အဲ့ဒီအများကြီးသုံးဆိုဗီယက်နိုင်ငံဘာဖြစ်လို့သူကမခံနိုင်တော့သူနည်းပညာတွေတချို့ဟာတွေအမေရိကန်နဲ့တန်းတူလောက်သွားတယ်တချို့ကသူကရှေ့ရောက်သူ energy နည်းနည်းတော့တခုကတော့ပြည်သူကိုဖိနေတဲ့နေရာတခုကတော့တိုးတက်အောင်လုပ်တယ်အမေရိကန်နဲ့ဒီသူ့ရဲ့အုပ်စုကြီးကြတော့ပြည်သူကိုဖိနေတဲ့နေရာမှာသူအင်အားသိမ့်မတော့ရတယောက်ကစစ်ပွဲနှစ်ခုပြန်ယူတဲ့တခုတယောက်ကတော့
တနည်းအားဖြင့်တိုက်ရအဲ့ဒါကြောင့် Soviet Union ဒီလိုပဲ collapse ဖြစ်တဲ့ဒါ psychology ရှုထောင့်နေကြည့်တယ် suppress လုပ်တယ်ဆိုကိုယ့် emotion ကို suppress လုပ်ရင်ဒီဟာကအရန်အင်အားကုန်တယ်စိတ်ထဲမှာဖြစ်တဲ့ဒီ uncomfortable emotion တွေစိတ်ထဲမှာမတက်မတာဖြစ်နေတဲ့ခံစားမှုလေးတွေဖြစ်လာတယ်အဲ့ဒါကို acknowledge လုပ်လိုက်ပါ acknowledge လုပ်လိုက်အဲ့ဒါက energy ပို့ပြီးတော့ efficient ဖြစ်တယ် energy အသုံးပြုတယ်ကိုယ့်ရဲ့အင်အားအသုံးပြုနေတာပို့ပြီးတော့efficient ဖြစ်တယ်အခုပုံမှန်ပြောနေတာသတိပဋ္ဌာန်၄ပါးအကြောင်းပြောနေတာ sensation ဆိုတာဝေဒနာနုပါဒနာပြောနေကိုယ့်ရဲ့ emotion နဲ့ကိုယ့်ရဲ့အတွေ့အကြုံအဲ့ဒါပြောတာစိတ်ဓာတ်နုပါဒနာအကြောင်းပြောနေဟိုပါဠိတွေမသုံးနဲ့ဘာလို့ကြားဖို့နေတာသုံးနေပဲ I don't want to put you off ဟိုစိတ်ဝင်စားမှကြောက်စိတ်ဝင်စားမှလည်းပြန်ပြီးတော့အချင်းချုပ်မယ်ဝင်နေထွက်လေကြည့်တဲ့အခါမှာ auto pilot မဟုတ်တဲ့ဝင်တတ်တဲ့နော်သူ့အတူရှောက်တွေးတတ်တဲ့စိတ်အဲ့စိတ်လေးကိုဂိုင်းတွေတတ်အောင်လေ့ကျင့်ပါဂိုင်းရတဲ့နေရာမှာသူ့ကိုသွားပြီးတော့ရံမဖြစ်နဲ့တခုသူ့ကိုလည်းပဲထွက်မပြေးနဲ့ ignore မလုပ်နဲ့Charles တန်းစကားနဲ့ပြော fight and flight မလုပ်နဲ့လို့ fight and flight မလုပ်နဲ့ fight and flight မလုပ်ဘူးဆိုရင်အလေလက်လန်းစရာပါတော့အတိမပြုလိုက်တာသူအရှိကိုရှိတယ်အတိမပြုလိုက်တာ uncomfortable ဖြစ်ခြင်းဖြစ်မယ်အတိမပြုလိုက်ပါရှိတဲ့ကောင်းပါနောက်တစ်ခုက emotionပေါ်လာတဲ့ emotion ကိုလည်းပဲကောင်းတယ်မကောင်းသွားပြီးတော့ judge မလုပ်နဲ့ဒီချင်းထိုင်လိုက်တာဟိုစိတ်ကတည်နေအရန်ကောင်းတာပဲအဲ့ဒါတွေမလိုအပ်ဘူးဒီချင်းထိုင်တာစိတ်တရားဟိုလွင့်တီလွင့်နေမကောင်းအဲ့ဒီ judgment တွေမလိုလွင့်တာကိုလွင့်မှန်းသိရင်အသိဖြစ်ပြီအသိဖြစ်ပြီအဲ့ဒီအသိက that knowledge is supreme အဲ့ knowledge ကမြင့်မာတယ်အဲ့ knowledge ကမှပြဿနာဖြေရှင်းပေးတယ်တိနေကြစကားနဲ့အသုံးလုံးနဲ့ပြောရင်လွင့်တဲ့စိတ်ကအကုသိုလ်သူ့ကိုတိလိုက်တာနဲ့တော့ကုသိုလ်ဖြစ်ပါအတိကကုသိုလ်စိတ်ညစ်တယ်ဆိုရင်စိတ်ညစ်တာကအကုသိုလ်သူ့ကိုတိလိုက်တဲ့ခါကျတော့အဲ့အကုသိုလ်အချိန်ကို break out လိုက်တာကုသိုလ်ဖြစ်ပါတယ်ဒါကုသိုလ်အကုသိုလ်ဒီနေကြစကားလုံးလေးနဲ့ပြောပြတနည်းအားဖြင့်ပြောရင်တော့သူ့အောက်သူအလိုလိုရှောက်တွေးနေတဲ့စိတ်ကသူက unskillful ဖြစ်တယ်သူ့ရဲ့ energy ကိုအသုံးပြုတဲ့နေရာမှာသူ function လုပ်တဲ့နေရာ perform လုပ်တဲ့နေရာမှာသူက unskillful ဖြစ်နေတယ်ဘယ်သွားမှမသိဘူးဘယ်အရာကိုဘယ်နေရာမှာသူ့ attention ကို 100% ဘယ်နေရာမှာ 50% ဘယ်နေရာမှာ 75% ထားမပေးရမယ်ဆိုတော့သူကမသိဘူး unskillful ဖြစ်တယ်ဒါမှကျွမ်းကျင်လွတ်နေတဲ့စိတ် auto mind auto စိတ်အဲ့ဒီကိုသွားတိလိုက်တဲ့ခါကျတော့ပြဿနာကိုသွားပြီးတော့တိလိုက်တာပြဿနာကို identify လုပ်လိုက်တာဒါကြတော့အတိသွားပြီးတော့တိလိုက်တဲ့စိတ်သွားပြီးတော့ identify လုပ်တဲ့စိတ်အဲ့စိတ်ကိုကြတော့ကျွမ်းကျင်တဲ့စိတ်ပါဠိလိုအာကုသလမြန်မာလိုမြန်မာပြက်အာကုသိုလ်အဲ့ဒါက skillful မဖြစ်ဖို့လို့ပြောတာမကျွမ်းကျင်ဘူးလို့ပြောအဲ့စိတ်ကမကျွမ်းကျင်ဘူးလိုက်ပြီးတော့တိလိုက်တဲ့စိတ်အဲ့စိတ်ကကျွမ်းကျင်တယ်ကျွမ်းကျင်တယ်အဲ့ကျွမ်းကျင်တဲ့စိတ်ကမှ
ပြဿနာဖြေရှင်းပေးနိုင်တာကျွမ်းကျင်မှုတွေလို့တချို့လူတွေပြောတာလေ knowledge investment technology ဘုံမနားထောင်ကြည့်သုံးခုစလုံးဆိုအတိတွေကြီး investment လည်းအတိဥဆောင်တာ technology လည်းအတိဥဆောင်တာ knowledge ဆိုတော့ပြောစရာမလိုအတိဥဆောင်တာပြန်ပြောပြမယ်ခဏတော့ကကြည်တာဝင်လင်ထွက်လေကြည်တာဒါ physical body ကို attention ပေးနေတာအခုတခါကျတော့ဘုံ attention နောက်ထပ်တိုးချလိုက်တာကတော့ auto pilot လုပ်တဲ့စိတ်တွေ emotion တွေအတွေးတွေ not sensation တွေအဲ sensation ကိုသွားပြီးတော့ဟိုတုံ့ပြန်တဲ့ reaction တွေအဲ့ဒါတွေကို acknowledge လုပ်တဲ့အကျင့်တွေလို့ acknowledge လုပ်ဖို့ acknowledge လုပ်တိုင်းအတိပေါ်တယ်အတိပေါ်ရင်ကိုယ့်ရဲ့ brain default ကပြောင်းသွားမှာ brain default ပြောင်းသွားစောပိုင်းဘုံပြောတာ we can do better so we can do better with knowledge with wisdom အတိဉာဏ်နဲ့မှပို့ပြီးတော့တိုးတက်မှာပို့ပြီးတော့ကောင်းလာကဲတရားဆက်ထိုင်မယ်ဒီတစ်ခေါက်ကြတော့ဘုံမလို့နောက်ထပ်15မိနစ်လောက်ဝင်လေတေခန်းလေးခုနှစ်ထိရည်တွက်မယ်အသက်အောင်တဲ့ခါတေခန်းလေးခုနှစ်ထိရည်တွက်မယ်ထွက်လေဒီတိုင်းရှုထုတ်မယ်ဒီကြားထဲမှာအတွေးပေါ်လာရင်အသက်ရှုရည်တွက်တဲ့ဟာလေးကိုခဏလေးထားခဲ့ပြီးတော့အဲ့ဒီအတွေးကိုသွားပြီးတော့အတိမတ်ပြုလိုက်မယ်သွားပြီးတော့လက်ခံလိုက်မယ် emotion တွေအတွေ့အကြုံပေါ်လာတယ်ဆိုရင်လည်းပဲအဲ့ဒီတိုင်းပဲအသက်ရှုဒါကိုအသက်ရှုတဲ့နေရာမှာထားတဲ့ attention အာယုံစူးစိုက်မှုအဲ့ဒီအာယုံစူးစိုက်မှုကိုခဏလေးရွှေ့လိုက်မယ် emotion နဲ့အတွေ့အကြုံဘက်ကိုရွှေ့လိုက်မယ်acknowledge လုပ်လိုက်မယ်အတိမတ်ပြုလိုက်မယ်ပြီးရင်ဝင်လေထွက်လေစီပြန်လာမယ်
ချိန်စီပါပြီဘုံတော့7 မိနစ်လောက်မေးခွန်းလေးမေးနိုင်ပါတယ်မေးခွန်းမေးဖို့ချိန်ရှိတာမိုက်ခရိုဖုန်းလေးပြန်ယူလိုက်ဒီမနေ့အခြေခံတတိပဋ္ဌာန် mindfulness ပေးလိုက်တကားလေးပေးလိုက်မေးခြင်းနဲ့မေးလို့ရပါမရှိမေးလို့ရပါပြီးတော့ဒီလေးစားတော့ရှောက်တာပါဒီကနေ့ဒီချိန်ဒီညမှာလည်းဘုံပြောက်ပြီးတော့ရှောက်ခဲ့ပါတယ်ပြီးတော့တရားထိုင်တဲ့အခါမှာပြီးတော့စိတ်တရားကိုရောက်သွားတယ်ဒီရောက်သွားတယ်ဒီငြိမ်းမှုရှိခဲ့ပါဘူးဆိုရင်အကြောင်းပြောရတဲ့မှာဘုံကပြီးတော့ဆုံးမပြီးဘယ်လိုလုပ်ခဲ့ပါဆိုတာပြင်ကြားခဲ့ပါတယ်ပြီးတော့ဘုံဆုံးမမှုနဲ့ပြီးတော့စူးစမ်းပြီးတော့လုပ်လာတဲ့အခါမှာဒီနေ့ဒီချိန်မှာပြီးတော့တရားထိုင်အောင်တရားမှတ်တာတွေရောကြီးချမ်းပြီးတော့စိတ်ဆုံးရတယ်ဒီကြတာတော့ပြုခဲ့တဲ့တွေ့ရေကုန်းတော့ပေါ့ပေါ့ပြရှင်ဘုရားကိုကျေးဇူးတင်အာရပြုပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်။ဒါတူပါမေးခြင်းနဲ့မရှိဘူးဆိုရင်ဘုံဘုံဒီမနေ့ဘိုင်းတွေအချင်းချုပ်လိုက်မယ်job satisfaction ဖြစ်ဖို့အတွက်ရောနောက်စိတ်ရဲ့ performance ကိုမြင့်တင်စေဖို့ enhance လုပ်ဖို့အတွက်ဒီမနေ့လေ့ကျင့်လိုက်တဲ့ mindfulness practice တတိပဋ္ဌာန်ကျင့်စဉ်တွေကအရေးပါတယ်နိဗ္ဗာန်စိတ်ဝင်စားမှာမဟုတ်ဘူးနော်နေ့စဉ်အလုပ်လုပ်တဲ့နေရာမှာ job satisfaction ရဖို့အတွက်အိမ်မှာနေတာလည်းပဲစိတ်ပျော်ရွှင်မှုအတွက် negativity bias ဒီအကျင့်ကကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အုံနောက်ကိုလာပြီးတော့မစိုးမိုးဖို့အတွက်ဆိုဒီကျင့်စဉ်လေးရတော့ဒီကျင့်စဉ်လေးပြီးပါမှခုဒီမှာခုဒီပေါ်မှာဘုံတင်တဲ့စာတယ်အင်္ဂလိပ်လိုရေးတဲ့စာတယ်ဒီအကြောင်းတွေများတယ်ပြီးပါမှလုပ်နေကြဒီမနေ့ဘုံပြောတာဘာယုံကြည်မှုမှရှိဖို့မလိုအပ်ဘူးယုံကြည်မှုရှိရင်တော့ပိုကောင်းတာပေါ့ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တော့မှကြင့်ကြံရင်အကျိုးရတယ်တဲ့ဗမြင်ရှင်တွေပြောတာယုံကြည်မှုလည်းရှိတယ်ဆိုရင်တော့ပိုကောင်းတာအင်အားတွေပိုများတော့အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာဖြတ်သွားတဲ့ emotion တွေအတွေးတွေအဲ့ဒီအတွေးတွေကတနေ့တနေ့ကိုအတွေးပေါင်း9000လောက်ဖြစ်တယ်ခိုင်ကြပြမယ်ဗီဒီယိုကလစ်တူထဲမှာ9000လောက်ရှိတယ်98% ခိုင်နှုန်းက repetitive ဖြစ်တယ်မနေ့ကနဲ့တူတူပါစားမယ်ပါတောက်မယ်ပါဝတ်မယ်ဘသူကဘသူကိုမကြိုက်ဘူးဘသူကဘသူနဲ့တကယ်ချင်းဖြစ်တယ်ဟိုဒီကို small circle တွေအတိုင်းဝန်တည်တည်နေပြီးတော့ဟိုနိုင်ငံတော်ဒီကဘာတိအဲ့ဒါမျိုးတွေပြောကြ98%ခိုင်နှုန်းကမနေ့အတွေ့နဲ့အရင်တစ်ပတ်အတွေ့နဲ့အရင်လအတွေ့နဲ့တူတူပဲ100%ခိုင်နှုန်းလောက်ပဲအသစ်တွေပါလို့ပြောတယ်အဲ့ဒီထက်မှ80%ခိုင်နှုန်းက negative တွေ
အတွေ့၅ခုဆိုရင်၄ခုက negativity ဖြစ် negativity bias အဲ့လိုဖြစ်နေတယ်ဆိုတော့ဘလောက်ပဲအောင်မြင် job satisfaction ရှိတယ်လို့မခံစားရအောင်ကိုအောင်မြင်မှုကိုမှ in touch မဖြစ်တာမခံစားနိုင် job satisfaction မှာ satisfaction ကသူက emotion ကိုပြောတာနော် emotion ability ကိုပြောတာခံစားမှုစွမ်းရည်တွေတစ်မျိုးကိုပြောတာကို job satisfaction မရဘူးဆိုရင် negative bias ရှိတဲ့ပုဂ္ဂိုလ်ကဘေးကလူတွေကိုပဲအပြစ်တင်ဘယ်သူကဘာဖြစ်လို့ကားကြက်တာပါမယ်လောဘောကံဖက်တွေကဘာဖြစ်လို့ညာဖြစ်လို့အဲ့ဒါပါမယ်အဲ့လိုဖြစ်ရင်ဘာဖြစ်သွားတော့ကိုက negative thinking တွေဝင်သွားတယ်အဆိုးမြင်သွားတာရှေ့ပုဂ္ဂိုလ်တွေဝင်သွားကားကြက်တာကဘယ်လိုလုပ်ပြီးတော့ improve ဖြစ်အောင်လုပ်မှာတော့ပို့ပြီးတော့ကောင်းအောင်လုပ်ရမှာတော့ဒါရန်ကုန်ဝန်ကြီးချုပ်ဖြစ်မှာမဟုတ်ဘူးနော်ဒါလုပ်နေတယ်ကားမောင်းတဲ့လူတိုင်းလုပ်တယ်တခြားကား driver တွေကိုကိုချင်းစားတဲ့စိတ်ထားလိုက်ရင်နောက်ကိုယ်တိုင်ကစိတ်လက်တည်ငြိမ်ပြီးတော့တခါကျတော့ကား၄-၅စီးစာလောက်ပဲဟုတ်ပဲလိမ့်ကဟုတ်ပဲလမ်းကျော်ညံတယ်လို့ထင်တဲ့အခါဟုတ်ပဲဝင်သွားရောဒီဘက်ကနည်းနည်းလေးပြန်ပြီးတော့ရှင်းသွားတဲ့အခါဆိုဒီဘက်လမ်းကိုဝင်လာရောအဲ့ဒါလည်းစိတ်မတည်ငြိမ်တဲ့အခါကျတော့ဘာဖြစ်တော့ဆုံးဖြတ်ချက်တွေမှားတယ်အဲ့လိုဆုံးဖြတ်ချက်မှားတယ်လို့တယောက်လောက်ရှိရင်အဲ့ဒီလမ်းတစ်လမ်းတော့သူ့နဲ့အလုပ်ရှုပ်တယ်အဲ့ဒါကြောင့်သူ့စိတ်ကိုသူပြန်တည်ငြိမ်အောင်လုပ်လိုက်ရင်ရန်ကုန်မြို့တစ်မြို့လုံးသူကူညီရရမယ်ဘုံအမြဲတမ်းသတိထားမိတာတော့ဒီပါရမီမီးပွိုင်းမှာလေချိုးရမယ့်နေရာဘယ်ချိုးမယ်ဆိုရင်ဒီအထက်ကလမ်းကြောယူထားတာအဲ့ဘက်ကိုသွားမယ်ဆိုတာသိတယ်ဒါပေမဲ့အဲ့ဒီလမ်းကြောကိုယူရမယ်ဆိုတာစိတ်ကမတည်ငြိမ်တဲ့ခါကျတော့မယူဟိုဘက်ကနည်းနည်းလေးလွတ်နေလေအဲ့ဘက်ကမြန်မလား restless ဖြစ်တယ်ခေါ်တယ်အကျဉ်းဖြစ်နေတာ auto pilot နဲ့ကားမောင်းနေတယ် instant နဲ့ကားမောင်းနေအဲ့လိုမောင်းတဲ့ပုံကိုဟိုဝင်တယ်နဲ့တော့ကိုဘလောက်ပဲဈေးကြီးတဲ့ကားပဲမောင်းနေမှာဖုံဖုံပြောနေတယ်အဲ့လို job satisfaction မရှိနိုင်ပါဘူးအလုတ်ခွင်မှာပီတိမဖြစ်နိုင်ဘူးမိသားစုဘဝမှာလည်းပီတိမဖြစ်နိုင်ပီတိမဖြစ်နိုင်ဒါကြောင့်ဒီတတိပဋ္ဌာန်အခြေခံကအသက်ကြီးမှလောရတဲ့ဟာတွေမဟုတ်ဘူးဘုန်းကြီးတွေဒီလိုက်ချိန်မှာလောရတဲ့ဟာတွေမဟုတ်ဘူးကိုယ်တိုင်ကားမောင်းနေတဲ့ချိန်မှာကားမောင်းအရာသာအဲ့ဒါ satisfaction ကားစီးတဲ့အခါမှာစီးရတဲ့အရာသာအဲ့ satisfaction ရေတစ်ခွက်ပေါက်တယ်ဒီတောက်တဲ့အချိန်မှာဒီရဲနဲ့ပေးတဲ့အာနေတဲ့နေမကောင်းအဲ့သူ့ကိုတောက်ရတဲ့ကြောင့်ရတဲ့ satisfaction အဲ့ဒါနဲ့အကုန်လုံးဆက်ဆက်တဲ့ job satisfaction တွေးတဲ့လူတိုင်းနဲ့ဒီလိုnegative အတွေးတွေပဲဖြစ်ပြီးတော့ကြီးတယ်ဆိုရင်ဒါ job satisfaction ဖြစ်ဖို့အတွက်အဟံတာတွေဖြစ်အဟံတာတွေအဲအကြောင်းဗြဟ္မစုတရားဆိုတာလေဘုရားတရားတော့မေတ္တာကရုဏာမုဒိတာဥပေက္ခညဆိုရသင်ပေးတဲ့နေရာမှာ standard ကဘယ်လောက်ထိထောင်းဆိုတော့ကိုယ်နဲ့အယူမတူတဲ့လူကိုယ်နဲ့စကားများဘူးတဲ့လူကိုယ့်ရဲ့ပြန်မဲ့အဲ့ဒီလူတွေရဲ့ကောင်းခွက်ကိုမြင်အောင်ရှာနိုင်သည့်အထိစိတ်ကိုဖြူပြောင်းလဲရမယ်အဲ့လိုဖြူပြောင်းလဲဆိုရင် brain default ကပြောင်းသွားတယ်ကိုယ်နဲ့အစင်မပြေတဲ့လူတော်မှာ
သူဒုက္ခရောက်နေတယ် emotion ဆန်ဒုက္ခရောက်နေတယ်ဥပမာ attitude နဲ့ပတ်သက်ပြီးတော့သဘောထားမြင်ပတ်သက်ပြီးတော့စိတ်ဒုက္ခရောက်နေတယ်သူ့ကိုရှုတ်ချမဲ့စားသူစိတ်ချမ်းသာအောင်သူစိတ်တွေပြောင်းအောင်ဘာများလုပ်နိုင်တော့အဲ့လောက်ထိတွေးတယ်တာမန်လူကတော့အဲ့လိုတွေးနေတာမဖြစ်နိုင်ဘူးလို့ပဲခေါင်းခါမဖြစ်နိုင်ဘူးလို့ခေါင်းခါ give up လုပ်တာအဲ့ဒါကြောင့် brain default ကိုပြောင်းနေဆိုတာကသူကဖျားအလောင်းရဲ့စိတ်ဓာတ်ပုံဟိုစိတ်ဓာတ်မျိုးအဲ့ mindset မျိုးပြောင်းတာအဲ့ mindset မျိုးပြောင်းသူများအတွက်တွေးတတ်တာအဲ့တော့ interrelated ဖြစ်တယ်လို့ခေါ်တယ်ကဲဒီမနေ့ဒီလောက်လေးနဲ့ရန်နာရအောင်နော်